နေအောင်နေသွားနော်ဒါဟိုတခုရှိရနော်နောက်ဟိုစင်မြန်ကြီးတွေ့ရင်ပြောလိုက်ဆိုတော့တိတ်ဆွားကြမလုံးနဲ့ပြောလိုက်ခင်ကြီးနဲ့တွေ့ရင်ဖြုတ်ခံရမယ်လို့ပြောတာဆွဲကြိုးလေးပေါ့ဗျာမယုံနဲ့ချက်စီနဲ့တွေ့တော့ဝယ်ထားတဲ့နိုင်တော့ဝယ်ထားတဲ့ဆွဲကြိုးလေးပါငါကြတာပဲရှိပါတယ်ဘယ်လောက်မှတော့သိမရှိပါဘူးဒီညလဲမန်ယူတော့တီးလိုက်အောင်ပဲဗျာ not forward တင်လေးရောတောင်းကြည့်ကြပါဒါပေမဲ့ကျွန်တော်တကယ်ချင်းချက်စီဖန်လေးရှိချက်စီဖန်လေးခဏလာအောင်ကွာထိုင်မှမောက်မင်းဆွဲကြိုးလေးပါနေနဲ့ကွာဟုတ်ရောဒါဆွဲကြိုးလားချက်စီနဲ့မန်ယူနဲ့တွေ့တော့ဝယ်ထားတဲ့ဟာလေးလို့ပြောထားပါကွာမင်းတို့တင်လဲဆွာကြတိတ်လုံးနေတယ်ကွာဆွာကြဖြစ်နေတဲ့ချန်ပီယံနေဆိုရင်တို့တခင်ကြီးကတားတီးကျင်တာနော်တူတိတ်နေဟုတ်လားโอเคဒီမဲ့ဒါလက်ဆောင်မယူရင်ယူတော့ကွာငါတို့ကဟိုမဲ့နောက်တင်းနေရင်ကြလဲငါတို့ကရအောင်မှာဆိုတော့အေးစီလက်ဆောင်ပေးလိုက်မယ်ကြောက်ဟုတ်ပြီနေအောင်နေသွားနော်ဒါဟိုတခုရှိရနော်နောက်ဟိုစင်မြန်ကြီးတွေ့ရင်ပြောလိုက်ဆိုတော့တိတ်ဆွားကြမလုံးနဲ့ပြောလိုက်ခင်ကြီးနဲ့တွေ့ရင်ဖြုတ်ခံရမယ်လို့ပြောတာပြီးရော